ဒီနေ့တင်ဆက်လိုက်တာကတော့ Best Photo နဲ့ Best Body ဆုတွေရွေးချယ်ခဲ့ပုံပဲဖြစ်ပါတယ်။ Best Photo ဆုအတွက်ရွေးချယ်ခြင်းကိုရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အဆိုတော်ဆိုင်းခန့်လိုင်ကပြိုင်ပွဲဝင်ညီမလေးများနဲ့အတူဓာတ်ပုံအရိုက်ခင်ပြီးသရုပ်ဆောင်ပေးခြင်းကိုဓာတ်ပုံဝနောက်ခွာနီကဓာတ်ပုံရိုက်ပြီးအကဲဖြတ်ပေးခဲ့ပါတယ်။ Best Body ဆုကိုတော့ဆိုင်းနဲ့အတူရွေးချယ်ပေးခဲ့ပါတယ်။ Diamonds all in my brain, nigga. Gold watches, gold chain, nigga. 100,000 champagne, nigga. Yeah, my money insane, nigga. Yeah, I'm making it rain, nigga. But I was just on a plane, nigga. Buying gear, flying here. Fuck what you heard, it's my time of year. If I'm in the club, I get 100 stacks. I'm always rolling up, so I get love for that. Them niggas stole my swag, but I don't want it back. My nigga, I was on this, but now I'm on to that. You see it in my closet, for it's on the rack. Was out there in Hawaii, now I'm going back. My nigga, I got so much money, I should start a bank. So much paper right in front of me, it's hard to think. Buy so many bottles, it's gonna be hard to drink. But I'm still growing up, and my family here, and they rolling up. So, the bigger the bill, the harder you ball. Well, I'm throwing mine, 'cause my money long. The quicker you're here, the faster you go. That's why where I come from, the only thing we know is the bigger the bill, the harder you ball. Well, I'm throwing mine, 'cause my money long. The quicker you're here, the faster you go. That's why where I come from, the only thing we know is play hard, work hard, play hard, work hard, play hard, work hard, play hard, work. Work, 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 work. Pop your pretty ass up in this bitch. I'm out this world, girl. You know I'm a star. Used to buy rounds, but now we buy the bar. Last year they had to ask, now they know who we are. Ball shit, walk in the building, I own shit. You can tell by who I'm on the phone with. Yeah, nigga talking about grown shit. Nigga too busy jacking my swag. Need to fuck around, get your own shit. Get your own cars, get your own clothes, get your own smoke, get your own bitch. You ain't rapping my gang, get your own clique. The bigger the bill, the harder you fall. Well, I'm throwing mine, 'cause my money long. The quicker you're here, the faster you go. That's why where I come from, the only thing we know is the bigger the bill, the harder you fall. Well, I'm throwing mine, 'cause my money long. The quicker you're here, the faster you go. That's why where I come from, the only thing we know is ဟုတ်ကဲ့ပါအဲ့လိုမျိုးပေါ့နော်သူတို့တွေကစူးစမ်းပြီးတော့တရုပ်ဆောင်သွားတာကိုကိုဆိုင်နေရလဲတင်းနေအားပေါ့နော်ပြီးတော့အခုလိုအပ်ချက်လေးတွေများရှင်ကိုဆိုင်အနေနဲ့ပေါ့နော်အမှုပညာရှင်တယောက်အနေနဲ့ဝေဖန်အကြံပေးလို့တဲ့စကားများရှင်လဲသိပြရသေးရှင်တိတ်ကြီးတော့အဲ့လိုမျိုးလိုတဲ့ဟာတွေတိတ်မတွေ့ရသေးဘူးအားလုံးအဓိကအချက်ဖြစ်တဲ့ဒီ confidence အရန်ရှိတယ်ကိုယုံကြည်မှုရှိတယ်အဲ့လိုတတိရှိတယ်အဲ့လိုမကျွတ်ဘူးကွာအဲ့ဒါတွေကမိုက်တယ်ဒီအနေထားနဲ့ပတ်သက်လို့တော့ကိုယ့်ရဲ့ error တချို့ကိုသူတို့ဓာတ်ပုံရိုက်တဲ့ချိန်မှာချက်ချင်းတော့တတိမထားမိတာတွေရှိတယ်အဲ့လိုဥပမာကိုနေဟန်ထားနည်းနည်းလေးဒီဂရီလေးနည်းနည်းလေးရွှေ့လိုက်ရုံနဲ့ပို့ပြီးလှသွားနိုင်ပေမဲ့သူအဲ့ဒါမသိတဲ့အရာလေးနဲ့ရှိမယ်ပြီးတော့ဒီမျက်နှာကိုသပင်အုပ်နေတာတို့ကင်မရာ angle နဲ့အကောင်းဆုံးအနေထားကိုလှည့်ရမယ်ဆိုတဲ့ဟာမျိုးအနည်းချင်းလေးပါပဲဒါကလည်းနောက်တစ်ခါနှစ်ခါတစ်လနှစ်လလောက်နေရင်လည်းအားလုံး okay ပါမှာဆိုတော့ဒီကောင်မလေးတွေအကုန်လုံးအောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ဟုတ်ကဲ့ပါဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော်ဒီ15ရောက်ထဲနေပြီးတော့ဒီရွေးချယ်ခံရတဲ့သူရှိသလိုပယ်သွားတဲ့သူတွေလည်းရှိမှာပဲပေါ့နော်အဲ့အတွက်ဆရာရဲ့အားပေးစကားလေးပေါ့အဲ့ဒီစကားလေးကိုလည်းပြောကြပေးပါစာမိုးဝဲဆိုတာဖြေတာပဲအဲ့ဒါမှာ6ဘာသာအကုန်လုံးပါတယ်လို့ရှိရင်9ဘာသာအကုန်လုံးပါတယ်လို့ရှိတာပဲကျွန်တော်ငယ်တုန်းကစကားနဲ့ပြောရင်နေပေါ့နော်ဟိုရိုးရိုးပဲအမှတ်40နဲ့အောင်တဲ့သူတွေရှိတာဒါပေမဲ့အောင်စင်းဆိုတာတတ်မှတ်တဲ့တစ်ခုပါပြိုင်ပွဲတစ်ခုဆိုတာပြိုင်ပွဲမှာ miss မရပါမဲ့ပဲကိုယ့်ဘာကြိုးစားနေပဲမင်းသမီးမော်တယ်ဖြစ်သွားတဲ့သူတွေအများကြီးရှိတာပေါ့နော်ကိုဒီပွဲမှာဒီလောက်ပဲရပါမယ်နောက်ထပ်ကြိုးစားရင်တော့တနေ့တစ်ချိန်ချိန်မှာကိုရီမန်းနဲ့ပန်းနိုင်တော့ရောက်မှာပေါ့နော်ဒီတိုင်းပဲဒီပွဲမှာလည်းမရအောင်နောက်ပွဲဒီလိုပါပဲဆိုပြီးစိတ်ကိုရှော့ထားသွားရင်တော့အောင်မြင်မှုရပါမလွယ်ဘူးပေါ့နော်Best Mind ဆုအတွက်ကိုတော့အလှပဆုံးပြုံးတဲ့ဟာသားညံရှိမှုလေးတွေကိုရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်အကယ်ဒမီညီတို့ကရွေးချယ်ပေးခဲ့ပါတယ်။ Best Mind တဲ့ရွေးချယ်ရေးမဲ့ဘိုင်းကိုရောက်နေပါပြီ။မိုင်းတို့တက်ပြီးတော့သိဆက်ပေးပါဦး။ကိုလာတော့ဒီနေ့ Miss ရဲ့သူဆောင်တဲ့တွေ့ရဲ့ Miss ရဲ့ Miss လောင်းလေးတော့ကိုရွေးရမယ့်တိုက်တဲ့ဆိုတော့ Best Mind တိုက်တဲ့ဆိုပါလူစတဲ့ပြီးတော့ Best Mind တိုက်တဲ့ဆိုတော့ပထမ
လို့ရှင်တဲ့ညီမလေးသုံးသစ္စာတော်ဖြစ်ပါတယ်ကိုမင်္ဂလာပါတမီးကတော့သုံးသစ္စာတော်ပါဟွာတမီးအခုဒီ that's mine အတွက်ပေါ့နော်တမီးတို့ရဲ့အပြုံးကြီးတို့ပိုင်ဆိုင်နိုင်တယ်လို့ပြည့်ချက်ကြည့်ရောဘုရားပါဟာတာလေးတစ်ခုနဲ့တမီးချင်းစီလို့ဒီခဲ့ရတဲ့ဟာတာလေးတစ်ခုနဲ့ကျေးဇူးတင်ရှင်ပါတယ်အနည်းအကွာငါလေးဖယားကိုပတ်ခဲ့တယ်သိလားဩနင်းအဒိတ်ဆန်နေပါလားမဟုတ်ဘူးဖယားနိုင်ညီမကိုနိုင်ခိုးတာဟာမင်းလည်းလို့ဆရာလားမဟုတ်ဘူးမင်းပါတီးလို့လေအဲ့ဒီဖယားနိုင်ရောငါအကုန်အရေးဆိုပြီးဝါတို့ဖယားနိုင်လို့ပြီးတော့ငါရောင်းလိုက်ဩတိမင်းကအဲ့ဒီရရမစဲသူကမနဲ့ထည့်လိုက်တာဘယ်ရလားဘိုက်စားလို့ဝင်လာတာလေမင်းတို့ငရေးရှိတဲ့ကောင်လေဒါပေမဲ့ငါကလေပြီးတော့မှဘိုက်လေပြေသွားအဲ့နဲ့ပြင်းလာတယ်တောင်ဘက်ကနေဆင်းပြီးတော့ငါဒီအရန်မကောင်းတဲ့ဖြစ်ခဲ့ရတယ်ဟာမင်းကတော့ဘာဖြစ်လို့လဲဩရေဦးစင်လေးဘူးတွေ့ရတာရှားနေရှာတယ်တလားပါဩအဲ့နဲ့မင်းကကုသိုလ်ရဆိုရင်ပြည့်ပြလိုက်တာလားဟုတ်ဘူးငါတိုးနေခဲ့တယ်အားလုံးကျေးဇူးတင်ပါတယ်ဒီမှာကိုနေတော့ရည်ရလို့ပြရမယ်ပေါ့နော်ကိုနေတို့လည်းအားထားပါလို့ပြောလို့ပြပါရှက်ပါရှက်တယ်ဒါပေမဲ့အများကြီးပေးရမှာနော်အဲ့လိုသွားချောက်ဆောင်လည်းပေါ်လို့မဖြစ်ဘူး36ဆောင်လို့ပေါ့ကြီးရကြီးတော့တမီးလေကိုနေတို့ရဲ့မောင်မရှိကားလို့အရင်ကြိုက်တာတိလားကိုနေတို့လည်းချက်တာလေအော်ဒီလိုမရှိပါနဲ့လေးချောင်းနဲ့ပေါ်တာ36ဆောင်လို့ပေါ်မရှိပါအဲ့ဒါပါလားရှင်အခုလည်းဝိပဿနာကတော့မဟုတ်ဘူးပါဒီမှာတရားသူ့အောက်ကနေမှ
လေးကပြောနေတာလားညီမကိုရောက်တာကိုပြောတာလည်းပါရဲ့ဟယ်လိုဟုတ်လားဒီမှာလေဒီကစိတ်ဆောင်းတဲ့လူရောက်လာပြီလူလမ်းသိပါဘူးစဉ်းစားလိုက်တော့ဟုတ်တယ်မနိုင်ဘူးမနိုင်နော်ကျဲလာမယ်အမေကလည်းကိုခေါ်လာမှလည်းမသိဘူးဒီမှာလည်းဖေးပါရဲ့ကိုမပဲအဲ့တော့နောက်ဆုံးပါပဲနော်ဘာမှမတွေ့တော့ဟုတ်ပြီကိုလေးချောရโอ้ยအမေရဲ့ဘုရားပြောလာတယ်မေအားကိုလည်းမတန်လေဘုရားမနဲ့စတဲ့ကောက်ချရောကဒီချီကိုရောရေးရမယ်ဒါမျိုးရတယ်မလို့ရတယ်ဒီနေ့ကတော့လာတယ်ဘုရားစတဲ့လည်းလုပ်ရမှာဒီနေ့လည်းပါလေအဲ့ဘာလို့တခါရအောင်ကျေကြပါဟိုဒီအောင်ပဲကောင်းတယ်ဟိုလိုနိုင်တယ်လူပြီးတော့အကျုံးတရားတော့ပါလို့ထုတ်နေတယ်ဒီအပေါ်ကတိုင်းနေကြရမှာပါ။ဒါမှမဟုတ်လူတရားတွေပြုံးပြီးဒီမိုးစရာတော့ဒီပါတယ်ဆိုတာနားမကြည့်တော့နော်။ဟုတ်ကဲ့အားလုံးကြအနေနဲ့ပြောပြနေဆိုရင်မျက်နှာလေးစိတ်မှာနေလို့လည်းဒါမျိုးစုလို့ပေါင်းရတယ်။ပြီးတော့အများကြီးမောင်းနေတယ်ဆိုရင်လည်းစမ်းမရေးတဲ့ကောင်ပါရဲ့။နောက်ပြီးလည်းဒီလိုအချိန်မျိုးမှာပြုံးပြောကြည့်ငယ်လေးတွေကစုပြီးတော့ကြီးကြပြောတဲ့ချိန်ပြီးတော့အာသာအားလေးကြီးတဲ့ချိန်ဆိုရင်အများနဲ့ကိုပြုံးပြီးတော့အဲ့တော့အားရပါရလို့ဒီလိုလိုက်တာ။ဟာဒီကချီဝါအမေရောဘာပြောမှမရေးရတဲ့យ៉ាងလေ။မာတော့အပြောလို့အဲ့လိုပဲနေ။ပြုံးနေလူတိုင်းကချစ်ကြပဲ။ဟုတ်မှာချစ်ကြလေးလား။ပြုံးတယ်ဆိုတာကျမ်းမာရေးရရှိတယ်ဆိုလည်းသွေးကြောတွေရောပွင့်နေ။ဆိုတော့ပြုံးဆိုတာလူတိုင်းဆောင်တဲ့လူတစ်ဖက်သားကိုစိတ်ချမ်းသာတယ်မြင်လိုက်ရတဲ့လူတိုင်းကိုချစ်ခင်ရဲ့အရာစိတ်တွေတစ်ခုထင်ပါတယ်။ဒီမှာရဲ့အကြောင်းကဒီတရားကိုဘယ်လောက်ဒီပြောထားနိုင်လဲလို့ညီမရဲ့ပြောတာဒီတော့စဲဆောင်လာစတာဒီဒါနဲ့ညီမမြန်သူတွေကိုကြောက်ရတဲ့အတွက်ညီမကိုကြောက်မှဆိုရင်တော့ပြီးပြီးတော့ကြောက်မှဆိုရှင်တကယ်တည်းကအမြဲအတန်းထဲမှာစကားတွေပြောရှင်အမြဲညီမနာမည်အရင်ပြောတယ်ညီမဟာတာပြောတယ်ဒီလိုနေပါလေအားလုံးနော်ဟုတ်ကဲ့ပါအခုလိုမျိုး best mind ဆိုရွေးချယ်တဲ့အခါမှာဒီ15ယောက်ပေါ့နော်15ယောက်ပါဝင်တဲ့ညီမလေးတွေကလည်းတယောက်တစ်မျိုးမယုံအောင်ဟာတာလေးလုပ်ပြသွားရပေါ့နော်အဲ့ပေါ်မှာကိုအနေနဲ့ဘယ်လိုမျိုးများစိတ်ကိုတကယ်ပျော်ရွှင်စေလားဘယ်လိုမျိုးလေးလဲဆိုတာကိုဝေဖန်သုံးသပ်ပေးပါဦးအခုလိုမျိုးပေါ့နော်သူတို့စကားတွေပြောခိုင်းရတယ်ဆိုတာဘာဆိုတော့ကျွန်တော်တို့ဒီ best mind ဆုနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့အပြုံးမှာပေါ့နော်ဘယ်လောက်ထိတက်ဝင်လှုပ်ရှားနေတယ်လဲဘယ်လောက်ထိကျွန်တော်တို့လူတစ်ယောက်ကို attraction ရှိအောင်ဆက်ဆောင်နိုင်တယ်လဲဆိုတဲ့ပုံမှန်မူတည်ပြီးတော့မှစကားပြောပြီးတော့သူတို့ဟာတာပြောခိုင်းရတာပေါ့ဆိုတော့အမြင်ပြောရမယ်ဆိုရင်တော့အရန်တော်ကြပါတယ်အကုန်လုံးတော်ကြပါတယ်ဒါပေမဲ့ဒီထဲမှာမှအပြုံးအလှပဆုံးကိုတော့ကျွန်တော်အနေနဲ့ choice လုပ်ပေးရမှာပေါ့ဒီကနေ့ရွေးချယ်ခဲ့တဲ့ဆုတွေကိုတော့ final ပွဲကြီးနေ့ဖြစ်တဲ့ဒီဇင်ဘာလ29ရက်နေ့မှာရွေးချယ်ခဲ့တဲ့အတိုင်းတွေကိုယ်တိုင်ကချင်းမြင်ပြီးသွားမှာဖြစ်ပါတယ်။နောက်နေ့မှာ Best Talent ဆုအတွက် Writer ဝင်းထုံထုံရွေးချယ်ပေးခဲ့တာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။